စစ်အုပ်စု၏သတင်းလိမ်ဝါဒဖွင့်အကောင့်တွေကို Twitch, Facebook, YouTube နဲ့ Mediafire တို့ကဖယ်ရှားဆိုတဲ့သတင်းကိုပြောပြပါမယ်။အကြမ်းဖက်စစ်အုပ်စုကအသုံးပြုနေတဲ့သတင်းလိမ်ဝါဒဖြန့်ယူရမဝင်အကောင့်တွေကို Twitch, Facebook, YouTube နဲ့ Mediafire တို့ကဖယ်ရှားလိုက်ကြောင်း Justice for Myanmar ကဒီဇင်ဘာလ18ရက်နေ့ဒီကနေ့မှာထုတ်ပြန်ပါတယ်။စစ်အုပ်စုပြန်ကြားရေးဝန်ကြီးဌာနနဲ့စစ်တပ်၏ပြည်သူ့ဆက်ဆံရေးနဲ့စိတ်ထက်စစ်စင်ရေးဌာနတို့ကကြီးကြပ်အသုံးပြုနေသည့်ပေါင်းတို့ပဲစာဝါဒဖြန့်ချီရဲ့အကောင့်များအား Twitch, Facebook, YouTube နဲ့ Mediafire တို့ကမကြသေးမီကဖြုတ်ချဖယ်ရှားခဲ့ကအရေးယူဆောင်ရွက်ခဲ့မှုအပေါ် Justice for Myanmar ကကြိုးဆိုပါကြောင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ Justice for Myanmar ကဤပညာကုမ္ပဏီများထံစာရေးသားပေးပို့၍အဆိုပါဝါဒဖြန့်အကောင့်များအတွက်ထုတ်ကုန်နှင့်ဝန်ဆောင်မှုများဆက်လက်ပံ့ပိုးမှုပေးအပ်ခြင်းအပေါ်ဒဏ်ခတ်ပိတ်ဆို့မှုများအားလိုက်နာဆောင်ရွက်မှုနှင့်လူ့အခွင့်အရေးဆိုင်ရာစိုးရိမ်မှုများကိုမေးခွန်းထုတ်ပြောကြားလိုက်ပြီးနောက်တွင်အရက်ပတ်အဖွဲ့အစည်းများကဖိအားပေးမှုများဆက်လက်ရှိနေခြင်းကြောင့်စစ်အုပ်စုထိန်းချုပ်ထားတဲ့မီဒီယာများမှတစဉ်ရိုဟင်ဂျာများအပေါ်အမုန်းစကားများဖြန့်ဝေခြင်းအရက်သားပြည်သူများအပေါ်အကြမ်းဖက်မှုများအားသွေးထိုးလှုံ့ဆော်ခြင်း2025ခုနှစ်ဒီဇင်ဘာလနှင့်2026ခုနှစ်ဇန်နဝါရီလများတွင်ကျင်းပမည့်အတူအယောင်ရွေးကောက်ပွဲအကြမ်းအပါအဝင်သတင်းလိမ်သတင်းမှားများဖြန့်ဝေခြင်းတို့ကိုလှုပ်ဆောင်နေတဲ့ဝါဒဖြန့်အကောင့်တွေကိုလူတွေအသုံးပြုနေတဲ့ platform တွေမှာဖြုတ်ချလိုက်ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။